ကျွန်တော်တို့အားလုံးရဲ့အသက်သခင်ကယ်တင်ပိုင်ရှင်ဖြစ်တဲ့မေရှိယဖြစ်တဲ့ထိုသခင်ယေရှုကိုချီးမွမ်းကြစို့ဟုတ်ပါတယ်အကောင်းမြတ်ဆုံးကကိုတော်ပဲဖြစ်ပါတယ်ယနေ့သားတော်ကိုမနှမျောပဲတင်နဲ့ကျွန်တော်တို့အတွက်ကိုဖြည့်လို့ပေးတော်ဘုရားဖြစ်ပါတယ်ကိုတော်ကောင်းမြတ်ဆုံးကောင်းမြတ်ဆုံးယေရှုအောင်ပွဲဖြစ်သည်နာမကာရောတဲ့ကိုရိုနာမှာချီမြောက်ပြီးကျွန်တော်နဲ့ရှိတော်အခွင့်ရှိပေါ်လို့ပါလို့ပြောလေငါအသက်ရှင်သည့်အရာမှာတာယူကောင်းကြီးသိနေမှုကတာယူကောင်းတယ်ပြောတာယနေ့ချီးမွမ်းဖို့ရဖြစ်ပါတယ်အသက်ရှင်နေတဲ့ဟာချီးမွမ်းတိုက်တဲ့သူရဖြစ်ပါတယ်ဒီချိန်ကိုပြုချင်ခံထိုင်မှုဒီလည်းများများဒီကိုခွဲပြီးဒါရှင်နာကောင်းမြတ်ပါတယ်